အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ခရမ်းသီးကိုတရုတ်ဟင်းချက်စတန်လေးကြော်စားကြည့်တာစားရတာအရန်သာရှိလို့ချက်နည်းလေးကိုမျှဝေပေးတင်ပါတယ်စားလို့လည်းကောင်းပြီးအချိန်နဲ့အများကြီးမပေးရလို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦးနော်ဒါကတော့ခရမ်းသီးကြော်ထဲမှာထည့်ဖို့အတွက်ကြက်ရည်ရင်မုံသားကိုကြက်မြန်စီဖို့အတွက်ဥလိုမျိုးတည်တည်အမြောင်းရှိရှိလေးတွေလှီးပေးထားပါတယ်အသားကတော့မိမိကြိုက်တဲ့တက်ရသုံးလို့ရပါတယ်ရှင်စက်သားကိုအရသာနေဖို့အတွက်စားနှင်းငယ်ထည့်ပါမယ်။ဟင်းခမ်းမှုကိုတော့လက်ဖက်စားစွန်းနဲ့တစွန်းထည့်ပါရရှင်။ပဲငယ်ပြားရီအနောက်အချိုကိုတော့လက်ဖက်စားစွန်းနဲ့နှစ်စွန်းခန့်ထည့်ပါတယ်။ပြီးရင်တော့ခရုစီအနှင်းငယ်ထည့်ပါမယ်။ကြပြီဆိုရင်တော့အားလုံးကိုသမသွားအောင်လို့နေပေးပါမယ်ရှင်။အားလုံးသမအောင်လည်းပြီးသွားရင်တော့အသားလေးကိုအရသာပိုဝင်သွားအောင်လို့10မိနစ်15မိနစ်လောက်နှက်ထားပေးလိုက်ပါမယ်ရှင်အသားကိုအရသာနှက်ထားတဲ့အချိန်မှာကြော်ဖို့အတွက်ခရမ်းသီးကိုကြော်ခြင်းတဲ့အနေထားပိုင်းဖြတ်ပြီးတော့ခုလိုမျိုးစိတ်တူးလေးတွေလှီးထားပေးပါမယ်ရှင်အားလုံးလေးပြီးသွားပြီဆိုရင်တော့သူ့ထဲကိုစားအနှဲငယ်ထည့်ပြီးတော့9မိနစ်လောက်ခပ်ဖွားဖွားလေးနေပေးလိုက်ပါမယ်ခရမ်းသီးကိုအခုလိုမျိုးစားနဲ့နေလိုက်တဲ့ခါကျတော့ကြော်တဲ့ခါမှာအသက်မြင်ပြီးအရသာလေးပို့ပြီးတော့ဝင်ကြည့်ပါလေရှင်ကျမတို့နေလာရင်နဲ့ခရမ်းသီးလေးတွေကအနှဲငယ်ကျုံလာပါလိမ့်မယ်ပြီးတော့စားငတ်ရည်လေးလည်းထွက်လာပါလိမ့်မယ်အဲ့ထွက်လာတဲ့စားငတ်ရည်လေးတွေကိုလည်းတွန်းပြလိုက်ပါမယ်ရှင်ပြီးသွားရင်တော့သူ့ထဲကိုရေမြုပ်အောင်ထည့်ပြီးတော့ခပ်ဖွားဖွားလေးနဲ့ဆိုပြီးတော့ရေစစ်ထားပေးလိုက်ပါမယ်အငြုပ်ပွားအစိမ်းတစ်လုံးကိုလည်းခုလိုမျိုးပါပါလှီးထားပေးလိုက်ပါမယ်ရင်သီးအနီတောင်နှဲငယ်ကိုလည်းပါပါလှီးထားပေးလိုက်ပါမယ်ကျက်သွန်ပြူငါးမွားကိုလည်းဓားပြားရိုက်ပြီးတော့တေးသေးလှီးထားပေးလိုက်ပါမယ်ရှင်အားလုံးပြီးသွားပြီဆိုရင်တော့ကျမတို့စပြီးတော့ကြော်ပါမယ်ရှင်ကြော်မဲ့ဦးရဲကိုစီထည့်ပြီးတော့စီပူလာပြီဆိုတာနဲ့အရသာနှက်ထားတဲ့စက်သားတွေကိုအရင်ဆုံးထည့်ပြီးတော့ကြော်ပါမယ်စက်သားတွေကိုကြက်တဲ့အထိကြော်သွားပေးလိုက်ပါမယ်ရှင်စက်သားလေးတွေကအတုံးသေးသေးလှီးထားတာဆိုတော့ခဏလောက်ကြော်ပြီးလိုက်ရင်ကြက်ပါတယ်နော်5မိနစ်လောက်ကြော်ပြီးသွားလို့စက်သားတွေကြက်ပြီဆိုရင်တော့ပကံတစ်ခုထဲမှာဆဲထားပေးလိုက်ပါမယ်ပြီးရင်တော့စက်သားကြော်ထားတဲ့စီတဲကိုပဲခရမ်းသီးထည့်ပြီးတော့ကြော်ပေးပါမယ်ခရမ်းသီးကိုလည်းကြက်တဲ့အထိကြော်ပေးပါမယ်ရှင်ခရမ်းသီးလည်းကြက်လာပြီဆိုရင်တော့အစင်သင့်လှီးထားတဲ့ကြက်သွန်ဖြူငရုတ်သီးအနီပန်းငရုတ်စိမ်းတွေကိုထည့်ပြီးတော့တစ်ချက်နှစ်ချက်လောက်မှုတ်ပေးပြီးပြီဆိုရင်တော့စက်သားကြော်ထားတာကိုထည့်ပါမယ်အရသာအတွက်ကတော့စားအနှဲငယ်ထည့်ပါမယ်ရှင်ပဲငယ်ပြားရီအနှဲငယ်ခရူးစီအနှဲငယ်တို့ကိုထည့်ပြီးတော့10မိနစ်ခန့်မီတင်းပြေးလေးနဲ့မှုတ်ကြော်ပေးလိုက်ပါမယ်ပြီးရင်တော့အရသာအပေါ်ငန်းမြည်ကြည့်ပြီးတော့အနေတော်ဖြစ်ပြီဆိုလို့ရှိရင်တော့ရပါပြီရှင်ခုဆိုရင်တော့အနံ့လေးကလည်းမှုပြီးစားလိုက်ရင်အရသာချွတ်ချွတ်အီးလေးနဲ့စားလို့အရန်ကောင်းတဲ့ Chinese style ခရမ်းသီးကြော်လေးကတော့စားဖို့အဆင်သင့်ဖြစ်နေပါပြီရှင်ချက်ရတာလည်းလွယ်ကူပြီးစားလို့လည်းအရန်ကောင်းလို့တစ်ခါလောက်ချက်စားကြည့်ကြပါနော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းပြန်ပြီးတွေ့ကြပါမယ်နော်